Audio Jungle. ဟုတ်ကဲ့ပါဆိုတော့ဒီနေ့တော့ကျွန်တော်မနက်စောစောစီစီပေါ့နော်စီစီစောစောကျွန်တော်တို့ဒုက္ခပေးနေကြမမြင့်ကြီးကျွန်တော်တို့ဒုက္ခပေးလို့မရတော့ဘူးအဲ့တော့သူဒုက္ခပေးရမယ်လို့တက်တက်တွေ့သွားပါပြီအဲ့တော့ကျွန်တော်တို့ဒုက္ခကျင်းတော့ပါပြီဆိုတော့သူများတွေမင်္ဂလာဆောင်တော့ကျွန်တော်ဝါရီသွားဆွဲပါမယ်ဆိုတော့ဒီမှာတော့မှဒီနေ့ကတော့ special guest ပါတယ်ဆိုတော့အကြည့်ပေးကြပါဦးရိုးသားပါရိုးသားမရပြီအလုံးပရိယတိဆက်နေတာပရိယတိဆက်နေတာပါနားနေရောလက်မထိုးပါတော့ပဲလက်မထိုးပါဆိုတော့သူများရဲ့မင်္ဂလာဆောင်မှာလာပြီးရှုပ်ပါတယ်မတို့ပဲကမတို့ပဲကကမ္ဘာတစ်စက်တည်းကမ္ဘာတစ်စက်တည်းရေဟုတ်ကဲ့ငါတို့သရိုးသားမယူဘူးလားမယူရင်မယူရဲပြုံးငါတို့ကျတော့ပျော်ပြီးလုံးလို့ပြုံးလို့တယ်ဘယ်သူကပျော်နေရလဲမေးပေးပါအောင်လို့ပါတော့မေးပေးပါဦးအဲ့တော့ဒီနာတော့အမေကောင်းလည်းပြောနေတာကျွန်တော်တို့ဒီနာမအောင်ဒီနာတော့အားခဲထားတဲ့လူတွေပါတိုင်းပါဘုံမှာပြည့်ပြီးလိုက်တယ်Like so aham bandi ilarani nata pesa bilang so မင်္ဂလာဆောင်ပြီးသွားပြီလားမင်းကကျွန်တော်တို့ပြီးတာမဟုတ်ဘူးပြောလိုက် တော့ပြီးရမဟုတ်ဘူးအေးဟုတ်တယ်ကျွန်တော်ပြီးတာမဟုတ်ပါဘူးဘူးမိတီပြောနေတယ်နော် မြေခေခါကြီးကြီး ဒီဆော့ပေါက် ပါဆိုတော့ ဆော့ပေါက်ဆော့ပေါက် အော်ဆိုတော့ အားတော့ခေါ်ရဆော့ပေါက်ဆိုတော့ တော့ချေတင်းနေတော့ဆိုတဲ့မသမီးနဲ့မင်္ဂလာဆောင်ပြီးပြီတဲ့ဆိုတော့သူ့ဘွားရဲ့ပြီးပါပြီပြီးပါပြီဆိုတော့မဟုတ်ဒီတခန်းလူပြဘွားပြီးပြီးတော့တခန်းရက်ပြီးတော့မှအဲ့တော့တဲ့ဘွားစပြီးပြောချင်တာပါ ဆိုတော့ကျွန်တော်တို့သူ့ရဲ့ဒုက္ခတွေငါတို့မခံရဘူး ငါတော့ပါဘူးเนาะသူမိမခံပါလိမ့်မယ် အဲ့တော့ သူမိမတော့ဒုက္ခမရှိဘူးလို့ပြောတာပဲမကြိုက်ဘူးလို့ပါအဆမ်းမလို့ပါ နောက်တစ်လားနှစ်လားလောက်ဆိုရင်ပိုသိတာပါလိမ့်မယ် နော်အချိန်တိုင်းလဲကျွန်တော်တို့စောင့်နေပါတယ်လို့တကယ်ချင်းနေရတော့ ဒီပါသူ့မရငါတို့စီပုံစံမှာမင်းဒုက္ခတော့ ဟိုနော်နည်းနည်းတော့နော် တိုက်ပဲတော့ ဒုက္ခနှစ်ခါဖြစ်သွား โอเคဘယ်လိုလေးရတော့ပါပဲအဲ့တော့ကျေးဇူးတင်ပါတယ် thank you ပါ Thank you ပါ